ခွင့်ယူတိုင်းလာသာဖြတ်ကမယ်ဆိုလို့ရှိရင်လေရွှေစင်တို့ပတ်စံရှိမှာမဟုတ်တော့ဘူးဒီမှာကြည့်အောင်ဒါဒီနေ့လဲခွင့်ယူထားတာဒါဘဲတော့ ဖះသွားမလို့ မှာဖျားသမဲ့စတိုင်နဲ့ရှိုးလာအောင်လုံးဝမမကြီး မမကြီးမစမမကြီး 1990ခုနှစ်ကစတိုင်နေပါလောက်ထားတာသိလားနော်ဟာမမြင့် မမြင် မမြင့်မဟုတ်မပုဒီမှာကဲမပုဒီနေ့ဘာလေးဆိုးသွားတော့ ဒါ AN2 လေးဆိုထား AN2 နော်မကြီး AN2 လေးတော့ချစ်စရာကောင်းတယ်နော်နှခမ်းလေးကိုပြောတာနော်လူကိုပြောတာမဟုတ်ဒါကလေ outfit လည်းမရွေးဘူးမျက်နှာလည်းမရွေးဘူးအသားရည်လည်းမရွေးဘူးနော်ရွှေစင်သူ့တယ်ဒါပေမဲ့ဒီ AN2 နဲ့လိုက်တယ်အယောင်လေးကချစ်စရာကောင်းတယ်အယောင်အဲ့ဒီနှခမ်းနေတခုရှိထားတယ်တော့ဘယ်လိုပြောမလဲဆို eyeshadow ပါနေအကောက်သုံးလို့ရတယ်တချောင်းဝယ်ထားလို့အနည်းဆုံး6လ8လအစိုးခံတယ်မကြီးမမလောက်ချင်တယ်ဆိုလို့ရှိရင်မကြီး ဒါလေးကိုရွေးလိုက်ပါ အဲ့လိုယူလိုက်ပါနင် eyeshadow ဆိုတာတည်း ချက်ထားပါနေတယ်ဒါပဲချက်ထားတာ eyeshadow ပါနေအကောက်လုံးဒါပဲချေတာဖြစ်ပါ ဒီရဲတော့မရဲဘူးတဲ့ခဏပြေးလေးနဲ့လင်းထော်သွားတာ နင်းတော့ပါလား တောက်6000ပဲ မကမပြင်နာလို့ရှိရင်လေလုံးဝသေးလားပေတီပေစုပ်အဲ့တော့ကိုင်းမြင်းနေပြောဒီလိုတွေကိုအပြင်သွားဆိုင်မှာနေဒီအဲ့လိုလေးလှအောင်နေနော်အဲ့လိုလှအောင်နေလို့ရှိရင်ငါလည်းကြည့်ရတာအဆင်ပြေတယ်ငါမလှနေလို့ရှိရင်ဒီလိုသိရမလား customer ဝင်လာတယ်ကိုကရောင်းနေတာကဘာလဲ cosmetic ပြီးလည်းပြီးတော့ကိုကဘိုဒီဘတ်တင်နေအဆင်မပြေဘူးဟုတ်လားနော်အဲ့လိုလှအောင်နေဒါပေမဲ့အခုလည်းလှတော့မလှတော့ဒါပေမဲ့နည်းတော့အဆင်ပြေနော်ကဲ AN2 လေးဖြစ်ပါလေ AN2 လေးပါ